နော်ဗျဒီနေ့တော့ကျွန်တော်ဂျွန်ဆင်နဲ့ကစားခဲ့တဲ့ဘောလီတစ်ပွဲကိုမြောက်ပြီးတော့ကျွန်တော်ရဲ့ fan ပေါ့နော် Mr. Sako ဇာကိုကလင်းထားတယ် I never miss my target. ဂျွန်ဆင်ကိုကျွန်တော်အဓိကအပြင်တော့တန်းစန္ဒကြီးပြအောင်ကစားတဲ့ပွဲတွေမှာသုံးတာပေါ့နော်သုံးတာအသုံးများတယ်ပေါ့ဒါပေမဲ့တန်းစန္ဒကြီးပြအောင်ကစားတဲ့ပွဲတွေကတော့ဒီစစ်တကောင်တော့သူကခရစ်စတန်ခုရဖို့လေတော့ပေါ့နော်ခရစ်စတန်ဟိုလက်စင်းကတစ်ခုရစန္ဒကြီးတစ်ခုရမယ်နောက်ပြီးတော့ဂျွန်ဆင်ကတစ်ခုရမယ်တစ်ခုထပ်တိုးရမယ်ပေါ့နော်ပြီးတော့ဟိုဆိုရင်နောက်ထပ်ခရစ်စတန်တစ်ခုတော့စန္ဒခုရခဲ့ရင်တော့လက်စန္ဒကြီးပြအောင်ဆော့လို့ရတယ်ပေါ့နော်သိမှလည်းတက်ချင်တယ်ဆော့ဆိုတာအခက်ခဲဆုံးပိုင်းပေါ့နော်ဘာမှဆော့လို့မရဘူးအခုတော့ဒါဒီဟိုဗာလဲကကူရာကိုစတင်ထားတယ်နော်ကကူရာတုံးချက်တန်ပါနေတာဗာလဲနိုင်ဝက်ကူရာ That's it. Show me your top speed.ဒီကတဲ့စတိုးကြီးကတော့ဒီသင်တီးစားပြောင်းလို့ကျွန်တော်ဒီစားဖြစ်မဲ့ဖြစ်အောင်လုပ်လို့ဆိုရင်ဟို short level 7မှာဟိုမြန်မြန်လှည့်ရမှာပေါ့နော် short လှည့်ပြီးကျွန်တော်တီးစားဖြစ်ပြီးရှားမှာရှားပြီးတော့မှဆက်သွားမှာနော်အဲ့တော့ချောင်းဟာကောင်းလို့ဒီစားအဲ့ဒီမှာဒီစားပြောင်းရှားတိုင်းဒီစားဟိုသုံးချက်တိုင်းဒီစားပြောင်းရှားအဲ့ဒါခိုင်းနေပြီးတော့အဲ့ဒါကျွန်တော်ဒီမှာအစပါရငယ်မိရတာပေါ့တော်မိရတယ်ဒီမှာမိနဲ့တဲဆောရဆိုမိကိုမိယူထားတယ်တော့အဲ့မဲ့တခြားရှားရင်တော့လည်းအဆင်ပြေတယ်ဗျအမှဒီကောင်းကြီးရှားရင်တော့ဒီကောင်းကြီးသူစရတဲ့ပုံမျိုးကိုပြောင်းသွားတယ်ကျွန်တော်ဘောဘောနော်ဘောမေအော်ရှင်ဘောက်ပြီးတဲ့ချိန်ကျမှယူလိုက်ရင်လည်းပိုကောင်းတယ်ဗျရှင်ဘောက်ပြီးချိန်အစပါရနော်ကတော့ဒီ Java Magic Crystal လို့ပြောအစပါရနော်ရတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီနေ့ကတော့ဘောရတော့လာနေရောဒီစားကြည့်နေတာမှာဟိုကန်သိမကောင်းတာလည်းပါမှာပါဒီ That's it. Show me your top ဒီ speed. ဟိုမရဟိုမရတော့မေးပဲကောက်တယ်မေးဖို့ကိုဆရာကဒီကတော့ဒီဟိုပါပဲတေးသေးတယ်ဒီကုနဲ့ဒီမှာရမယ် Let's gear up for the next round. ဆိုတော့ Don't try. I feel lightning and ကောင်းလေးပြောင်းလိုက်တော့သုံးချက်တန်းနဲ့ပြောင်းလိုက်တော့ Show me your top speed. ဘာလို့သုံးချက်တန်းနဲ့ပြောင်းလာလဲဆိုတော့ကျွန်တော်ကဒီမရှင်ဟိုမှာဒီကျန်းဆုံးမှာသုံးချက်တန်းနဲ့ Gear up for the next round. သုံးချက်တန်းနဲ့ပြောင်းလာလိုက်တာပို့ဆိုပြီးတော့သုံးချက်တန်းတစ်ခုပေါ့ဒါပါတော့ဟိုတော့တစ်ဖက်လည်းကောင်းတယ်ဆိုတော့ဒီနေ့ကတစ်ဖက်လည်းကောင်းတယ်ဆိုတော့အဲ့ဒီဟိုဒီနေ့လေးတော့တွဲဆော့ရတယ်ဟိုတခြားအရင်ဆော့လို့ရတယ်တခြားအရင်ဆော့တယ်တတိယပိုင်းနဲ့တွဲဆော့လို့ရတယ်ဒီကတော့ဒီကုမ္မမနော်ဒါရောက်ဒီကစတာကျတော့ကြာလေးဒီကောင်းလေးဖြစ်လာတော့စပါလို့ Oh well. ဒါ Let's တော့ကျ gear တော့ up for the next race. ဒါတော့ကျတော့တော့ဒီမှာဆိုဒီကောင်းသွားတော့ဆိုအခုမှ2-4ပဲရှိတယ်ကျွန်တော်ကဒါ၄កောင်ရနေပါအဲ့ဆိုတော့တိစားပြူချန်တော့ဟောပါရဲ့တိစားပြူချန်တော့ Oh well. Let's gear up for the next race. Oh well. Let's gear up for the next race. ပြောရင်တော့ဒီရင်းရပြီးတဲ့ flow တိုင်းပဲလိုက်ဆော့လိုက်တဲ့သဘောဖြစ်သွားတော့
gentle breeze is ဒီမှာ enough. 6ဝင်ခုနှစ်တောင်ရတယ်အော်တော့ကောင်ထိုင်ရ Let a storm whip up the ခုထိုင်ရ soul. ဆိုတော့ငါကောင်တော့4ကောင်ဝင်ဆိုတော့သိမလို့တော့7အချော့ level 7ကြာတယ်ဆိုတော့ဒီနေ့ကြာတယ် Gear up for the next race. ဒီနေ့ကောင်ရှုံးတယ်လေတော့အခုစင်းနေတော့ဆော်ဒီလို That's it. Show me your top 7 speed. လောက်ရပါတယ်နော်ခုမေးရှာ5ပြသွားပြီဆိုတော့ Time to fight, Tokoyo. အခုထပ်တက်လာဒီ5 Yield, you specks of dust. ကျွန်တော်ဒီအလေရုပ်ကြီးကိုဒီမှာတော့ပြက်ကောင်မျိုးဖြစ်နေတော့ဖြစ်နေတော့မြင့်ကြီးတာကိုပေါ့ဖြစ်ဖြစ်နေတော့ဘုံကကျွန်တော်ဝိုင်းပုံလို့သူကနေတော့ကျွန်တော်မင်းနဲ့ဆိုတော့ဒီရောစမ်းနေကြစမ်းနေပါသေးတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဟိုလည်းရလာအောင်ပါတော့ Let's see who has the last laugh. အန်ဂျလာလည်းရှာလာအောင်ပါဆိုတော့ပြန်မထားရဘူး Butterfly. အဲ့ဒါရအဲ့ဒါကြောင်းအဲ့ဒါပြီးတော့ Gear up for the next race. ဒီကတည်းကဒီကတည်းကဒီနေ့ကဘုံပြီးတော့ We can hang out in the moonlit forest. နာနဲ့ဟောတယ်လေပြင်းနေတယ်ဆန် A gentle breeze is enough to shake the foam. ဟုတ်ကဲ့ဆန်ဆန် Not to judge others. ဒီဘယ်လိုမှမသိနိုင်ဘူးလားဘယ်ဒီရတယ်လေဒီစားကြောင်ချာတော့ဒီစားကြမှာပဲဆင်ပြီးတော့အချင်းရောက်စံအကုန်လုံးဒီစားကြောင်ချာတွေ့ရဘယ်လောက်တွေ့စနစ်ပဲကြာတယ် But the more your fear grows, the smaller you become. တော့ချက်ဆောင်နေရတယ်ဗောနော်ဒီနှစ်ခုရမှာပေါ့ကျွန်တော်နေစစ်ဖြစ်သွားပြီချက်ဆောင်ရတယ် This death. ကျွန်တော်ဆင်းနေတာပဲဒီစားပြပါဒီအပြင်ဒီကောင်ကိုအကုန်လုံးတင်ရအောင်ဒါမှလည်းပုံမှန်ဖြစ်မှာဒီမှာဒီဟုတ်တယ်ဒီကျွန်းစင်မတည်သေးရတော့နောက်ကကောင်လည်းအစီပဲဖြစ်နေ Rejo never disappoints me. စေချာနာပြီးသွားရင်ရောင်းတယ်တော့တော့တယ်အဲ့ပုံဝိုင်း Candle's flame. ဟိုယူနစ်ဒီစာဒီနှစ်ကောင်တော့တောင်းသွားပြီဒီကောင်လည်းလိုက်မှုနေရတယ်နော်ကိုရောက်စံနေကြည့်တော့နားတယ်ပုံကောင်တော့ပေါ့ပေါ့ဟိုပဲရှိပြရတယ်ပုံကောင်လည်းအများစုကဒီလျာများစုကလေ level 7မှရှိသေးတာပေါ့ရှိသေးတဲ့ခါကျတော့ဒီ3ချက်တန်3 star ကိုသူမခံနိုင်ဘူးလားဟို3ချက်တန်3 star နှစ်ကောင်လို့လေဟိုဘက်ကအနည်းဆုံး4ချက်တန်3 star လောက်ရှိမှအဆင်ဒီဆောင်သေးဆုံးပြီအဲ့တော့ဒါပြောဒီဟာတောက်ချောက်ကအခြေအနေပေါ့နောက်ပိုင်းကျမှဟို5ချက်တန်ဒါမှ4ချက်တန်3 star ရောက်ဒါဆိုတော့ကြာနေတော့ဒီလိုဆုံးတယ် Let's gear up for the next race. ပြောပါတော့မိရတော့စော်ပြီဒါတွေပဲစော်နေတယ်
သုံးပုံလာဆွမ်းမန်းဆောင်းနေဟိုပလန်ဝိုင်းယူပြီးတော့ဒီအနေနဲ့ပလန်ဝိုင်းရအောင်ဒါဆို20ပြန်မှာကူရှင်နဲ့တိုက်ပြီးအဲ့တော့တွေ့တက်ကကောင်းသွားတော့ဖြစ်တယ်ပြန်တော့ဘာလို့အဲ့လိုမြန် That's it! Show me your top speed! ဘာလို့ထိုင်ရလဲ What doesn't kill you? ဒါဆိုရင်ဒီဘက်ကဟို star geyser နဲ့တခုတိုးရတယ်ဒီဘက်ကဟိုပါလဲstar win နဲ့တခုတိုးရတယ်ပေါ့နော် star win star ကြီးတိုးပြီးသွားတယ်ကျွန်တော်ဒီလိုအများကြီးကြံဆိုခုနကောင်တော့အမှတ်တွေအများကြီးကျော်တယ်ခုနကောင်တော့ကျန်ဆိုရင်အမှတ်တွေကျော်ချက်ကိုဟုတ်20လား20ကျော်ကျော်လေရလည်း9ရောင်လေရလည်းပါတယ်ဒါတော့ပြီးပါတယ်ဆန်ရလို့ကျွန်တော်ဒီလိုတွေပါတယ်အဲ့တော့ကြောက်ပြီးစားတော့ပါတယ်ဆက်နေတယ်ဒီမှာဝယ်ရအောင်ပါဝင်လည်းကြည့် That's it! Show me your top speed! Time to sleep. Sleep. ဟုတ်ပါကြထွက်ဖန်လေးရတော့လည်းတက်တိုင်းရမယ်ရှိလို့ဆိုဘယ်ရှိအောင်20ရတယ်ဗျဒါ refresh စီးစံ refresh လုပ်ပိုင်းလို့တော့ဆိုတော့ဆက်ပါတော့ဆောင်းတမိလည်းကျန်းသွားတမိကျန်းတယ်refresh ဒီစုထားရအောင်ဘယ်လိုမရှိတော့ထားပါပြီကောင်းမိကြောင်လည်းတမိကျန်းနေရတော့Let's gear up for the next race! There is no good in peace. ပြောင်းတယ်ဒီကောင်နဲ့မိတ်ဖက်ရအောင်ပြောင်းတယ် flame ripper